大家好，ဒီဗီဒီယိုလေးမှာတော့ဒီချက်ကကြည်နဲ့ပတ်သက်တာလေးကိုပြောပြပေးချင်တယ်။ကြည်ဆိုတာကအရေအတွက်ပြကိန်းဂဏန်းလေးတစ်ခုဖြစ်ပါတယ်။ How many ဘယ်နှခုလဲဘယ်လောက်လဲဘယ်နှခုလဲဆိုပြီးတော့အရေအတွက်ကိုမေးတဲ့အခါမှာအသုံးပြုရတဲ့စကားလုံးလေးတစ်လုံးဖြစ်တယ်။အဲ့ကြည်ဆိုတဲ့စကားလေးကိုဝါကျထဲမှာဘယ်လိုမျိုးထည့်ပြီးတော့အသုံးပြုမလဲဆိုတာလေးတွေကိုပြောပြပေးချင်တယ်။ကြည်ကိုပထမတနည်းကတော့သူ့ကိုအနှဲငယ်လို့သုံးလို့ရတယ်။ကြည်ကိုသုံးရတဲ့နည်းလမ်းတွေအများကြီးရှိတဲ့အထဲမှာမှဒီဗီဒီယိုထဲမှာတစ်ချက်ကနည်းလမ်းလေး2မျိုးကိုပြောပြပေးမယ်။ပထမတစ်ခုကတော့ခုနကတစ်ချက်ပြောသလိုပဲအနှဲငယ်လို့သုံးလို့ရတဲ့အရာလေးတွေရှိပါတယ်။သူ့ကိုဘာနဲ့တွဲသုံးပေးရလဲဆိုတော့ရေတွက်ချင်းပြတဲ့ measure word နဲ့တွဲသုံးပေးရပါတယ်။ဒါပေမဲ့အဓိပ္ပာယ်ကဖြင့်တော့2မျိုးထွက်လာလိမ့်မယ်။ဘယ်လိုမျိုးလဲဆိုရင်တော့ဥပမာခြေတို့ကလူဆိုတဲ့ run နဲ့တွဲရင်တော့ကြည်နဲ့ run နဲ့ကြားမှာ measure word ကလေးထည့်သုံးပေးရမယ်။ကြည်က run ဒါဆိုရင်တော့ခြေတို့ကလူဘယ်နှယောက်လဲလို့ပြောလို့လည်းရတယ်လို့လူအနှဲငယ်လို့လည်းပြောလို့ရတယ်။နောက်တစ်ခုကတော့အခုဒီစာကြောင်းမှာဖော်ပြထားသလိုပဲကြည်ပန်ရှူဆိုတာကစာအုပ်ပန်ဆိုတာကစာအုပ်ကိုရေတွက်တဲ့အရေအတွက်ပြအုပ်ဆိုတာလေးဖြစ်တယ်ကြည်ပန်ရှူဆိုရင်စာအုပ်ဘယ်နှအုပ်လဲလို့ပြောလို့လည်းရတယ်လို့စာအုပ်အနည်းငယ်လို့ပြောလို့ရပါတယ်ကိုပြောချင်တဲ့ဝါကျအသွားလာပေါ်မှာမူတည်ပြီးတော့ပြောင်းလဲရှိသွားတာဖြစ်ပါတယ်အဲ့လိုပဲကော်ဖီဆိုရင်လည်း咖啡ကော်ဖီရဲ့ measure word က杯ကြည်杯咖啡ဆိုရင်ကော်ဖီခွက်အနည်းငယ်ဒါမှမဟုတ်ကော်ဖီဘယ်နှခွက်လို့သုံးလို့ရပါတယ်အဲ့တော့ဒီစကားလုံးလေးတွေကိုဝါကျထဲမှာသုံးတဲ့အခါမှာဒီစာကြောင်းလေးကိုနမူနာကြည့်ရအောင်桌子上有几本书桌子上စပွဲပေါ်နော်桌子上ဆိုတာကစပွဲပေါ်ရုပ်ကရှိတယ်အနောက်မှာလိုက်ထားတဲ့ကြီးပန်ရှူးဆိုတာကစာအုပ်အနည်းငယ်ဟုတ်ပြီသူ့ကိုအတိတ်ပဲလေး2မျိုးလုပ်လို့ရပါတယ်桌子上有几本书စပွဲပေါ်မှာစာအုပ်ဘယ်နှအုပ်ရှိလဲလို့မေးလို့ရတယ်လို့စပွဲပေါ်မှာစာအုပ်အနည်းငယ်ရှိပါတယ်လို့လည်းပြောလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ခြေတို့ကကြီးပန်ရှူးဆိုတဲ့စကားလေးကအနည်းငယ်လို့ဘာသာပြန်လို့လဲရတယ်ဆိုတာကိုသိစေချင်တာဖြစ်ပါတယ်နောက်တစ်ခုတော့ကြည့်ရအောင်我要买几瓶水အဲ့မှာဆိုရင်တော့我要买ငါဝယ်မယ်我要买ငါဝယ်မယ်几瓶水ဆိုတာကရေအဲ့တော့ငါဝယ်မယ်လို့ပြောပြီးဆိုတော့အနောက်မှာရေပလင်းဘယ်နှပလင်းဝယ်မယ်လို့ပြောတာမဟုတ်တော့ဘဲနဲ့ငါရေပလင်းအနည်းငယ်ဝယ်မယ်လို့ပဲအဓိပ္ပာယ်ရမယ်ဒီမှာတော့အရှိကဝါကြလိုမျိုးအနည်းငယ်ရောဘယ်နှခုရောသုံးလို့မရပါဘူးအနည်းငယ်ဆိုတဲ့အဓိပ္ပာယ်လေးတစ်မျိုးပဲမှတ်လို့ရမယ်我要买几瓶水ဆိုတာကရေ瓶ဆိုတာကပလင်းဖြစ်ပါတယ်အဲ့တော့ကြည်ကိုဒီလိုဝါကြထဲမှာထည့်သုံးတဲ့အခါမှာအနည်းငယ်ဆိုပြီးတော့အဓိပ္ပာယ်လေးရတာသိရမယ်နော်နောက်တစ်ခုကတော့我想拿几天请假ဒီစကားလေးမှာဆိုရင်တော့请假ခွင့်ယူတာယူတယ်ဆိုတော့နာနဲ့တွဲသုံးရတယ်နာဆိုတာကယူသည် take အဲ့ဒီမှာပါလာတဲ့几天ဆိုတဲ့စကားလေးကိုသတိထားမယ်几天ဘယ်နှရက်ပုံမှန်အားဖြင့်တော့几天ဆိုတာကဘယ်နှရက်ဒါပေမဲ့ငါခွင့်ဘယ်နှရက်ယူချင်တယ်လို့မသုံးနှုံဘူးလေငါခွင့်အနည်းငယ်လိုချင်တယ်လို့ပဲသုံးမယ်ဒါကြောင့်ဒီနေရာမှာ几天ကိုရက်အနည်းငယ်လို့အဓိပ္ပာယ်ရတယ်ဒါကြောင့်မို့ခြေတို့က我想拿ယူချင်တယ်几天ရက်အနည်းငယ်请假ခွင့်ယူချင်ပါတယ်ဒီလိုမျိုးအဓိပ္ပာယ်တက်ရောက်သွားတာဖြစ်ပါတယ်ဒါကြောင့်ခြေတို့ကကြည်ကိုဝါကြထဲမှာ
အနေငယ်ပုံစံနဲ့ထည့်သုံးလို့ရတာကိုသိစေချင်တာဖြစ်ပါတယ်အများစုကတော့ကြည်ဆိုတာကဘယ်နှခုလဲဘယ်နှရက်လဲဘယ်လောက်လဲဒီလိုမျိုးပဲသိချတာဖြစ်တဲ့အတွက်ဒီစကားလေးကိုမသိမှဆိုတဲ့အတွက်ရှင်းပြပေးတာဖြစ်ပါတယ်ကဲနောက်တစ်မျိုးကြည်ရအောင်ကြည်ကိုနောက်တစ်မျိုးကတော့အတိအကျဖော်ပြတာမျိုးမလုပ်ချင်တဲ့အခါမျိုးမှာကြည်ကိုခံသုံးပါတယ်ဥပမာ几千块千ဆိုတာကထောင်ပတ်စံရေးထွက်တဲ့အခါမှာ1000 1000 2000 2000ဒီလိုသုံးတယ်အဲ့နေရာမှာကျတို့ကကြည်ချမ်းလို့ပြောရင်ဘယ်နှထောင်လဲလို့မေးတာမဟုတ်တော့ဘဲနဲ့ထောင်ကနန်းလောက်ပဲလို့အဓိပ္ပာယ်ရအောင်ပြောလို့ရတယ်စာတောင်းလေးကိုကြည့်ရအောင်我只有几千块钱我ငါမှာ只有အဲ့ဒါပဲရှိတယ်只သင်ခန်းစာလေးကရှေ့မှာတစ်ချက်လို့ရှင်းပြခဲ့ပါတယ်我只有ငါမှာအဲ့ဒါပဲရှိတယ်ဘာပဲရှိတာလဲဆိုရင်တော့几千块ထောင်ကနန်းလောက်ပတ်စံ钱ဆိုတာကပတ်စံဒါကြောင့်我只有几千块钱ထောင်ကနန်းလောက်ပဲပတ်စံရှိပါတယ်အဲ့တော့ကိုကဘယ်နှထောင်လို့အတိအကျမပြောချင်တဲ့အခါမှာအရှိကကြည်ကိုခံသုံးတာဖြစ်ပါတယ်နောက်ခု我买的包包包包ဆိုတာကလက်ကင်အိတ်ပါ买的ဝယ်တဲ့我买的包包ငါဝယ်တဲ့အိတ်က只是အဲ့ဒါလောက်ပါပဲဘလောက်ပါပဲလဲဆိုတော့几百块钱百ဆိုတာကရာ几百块ရာကနန်းလောက်ပါပဲရာကနန်းလောက်ပတ်စံပဲပေးရတာပါဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ခြေတို့ကအရှိမကြီးထည့်ပြီးတော့ပြောတဲ့အခါမှာရာကနန်းလောက်ပဲဆယ်ကနန်းလောက်ပဲထောင်ကနန်းလောက်ပဲအဲ့လိုမျိုးအဓိပ္ပာယ်လေးရတာပါအဲ့တော့ဆယ်ကနန်းလောက်ပါပဲဆိုရင်လည်း几十个လို့ပြောလို့ရှိရင်ဥပမာကွာခြေတို့က我要几十个လို့ဆိုရင်ငါဆယ်ကနန်းလောက်ပဲလိုချင်တာဥပမာကိုကဒီခြေတို့ဆိုရင်စာအုပ်တွေပါတယ်အော်ရာမှာတယ်ဆိုရင်我要几十个ဒါဆိုရင်ငါဆယ်ကနန်းလောက်ပဲလိုချင်တာငါရာကနန်းလောက်ထိမလိုချင်ဘူးဒီလိုမျိုးသုံးတာပါ10ဆိုတာက30ဖြစ်တဲ့အတွက်几十လို့သုံးရင်တော့ဆယ်ကနန်းလောက်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ကြည်ကိုကိန်းကနန်းမှာအတိအကျဖော်ပြခြင်းနဲ့မဖော်ပြခြင်းတဲ့အခါမှာဆိုရင်လည်းအရှိကခံသုံးပေးလို့ရတယ်ဆိုတာလေးကိုလည်းသိရမယ်အဲ့တော့ကြည်ကိုသုံးပုံသုံးနည်းအများကြီးရှိတဲ့အထက်မှာဒီဗီဒီယိုလေးမှာခြေကနှစ်မျိုးကိုဖော်ပြပေးတာဖြစ်ပါတယ်ခြေတို့တင်တန်းမှာတော့တူစကားနဲ့ပတ်သက်ပြီးတော့ပတ်တန်လေးတွေနဲ့အသေးစိတ်နားလည်သဘောပေါက်အောင်သင်ကြားပို့ချသွားတာဖြစ်တဲ့အတွက်3လပြည့်တင်တန်းလေးမှာဆိုရင်တော့ HSK 4 level အထိစကားပြောတွေကိုသင်ကြားပို့ချပေးတာဖြစ်ပါတယ်တင်တန်းလေးစိတ်ဝင်စားရဲဆိုရင်တော့တချို့တို့ရဲ့ page မှာဖြစ်စေတချို့ရဲ့ Facebook account မှာဖြစ်စေ TikTok မှာဖြစ်စေစုံစမ်းလို့ရပါတယ်နောက်ထပ် lesson ဒီမှာပြန်တွေ့ပါမယ်大家拜拜